ဒီခန်းလေးကတော့ niche monoram campaign ရဲ့ one bedroom 28ကနေ 31 square meter ထိကျေဝန်းရှိရဲ့ခန်းလေးဖြစ်ပါတယ်။ဒီခန်းလေးရဆိုလို့ရှိရင်မြန်မာငွေသိန်း3000ကျော်နဲ့ဝယ်ယူရရှိနိုင်ပါတယ်။ installment plan တစ်နှစ်နဲ့လည်းဝယ်ယူနိုင်ပါတယ်။တစ်နှစ်ဆိုလို့ရှိရင်သူက90ရာခိုင်နှုန်းပေးမဲ့အရင်ပေးမဲ့မြန်မာငွေသိန်း1600ဝန်းကျင်ပေးပြီးတော့အခန်းလေးကို move in ချက်ချင်းတနေနိုင်ပါတယ်ရှင်။ဒီခန်းလေးရဆိုလို့ရှိရင် furniture ပါမယ်ရှင်။အထက်နှင်း condo low rise မှာလည်းဝယ်ယူရရှိနိုင်တယ်လို့အထက်မြင့် condo high rise မှာလည်းဝယ်ယူရရှိနိုင်ပါတယ်။ဈေးနှုန်းလေးကတော့အလွာအလဲပေါ်မှုတည်ပြီးတော့အနှဲငယ်ကွက်ချနိုင်ပါတယ်ရှင်။ဝယ်ယူခြင်းနဲ့မိတ်ဆွေများအနေနဲ့စူဇန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့399443နဲ့8849ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင်။ကျေးဇူးပါ။